ဘုရားဘာသာဝင်သူတော်စင်တို့ကြီးညိုမြတ်နိုးအားကိုးစိတ်ကရဖြစ်တဲ့ဘုရားဆိုတဲ့ပုဂ္ဂိုလ်မှာဂုဏ်ရည်ချင်းတွေမြောက်များစွာရှိတဲ့ထင်တယ်အရေးကြီးတဲ့ဂုဏ်ရည်ချင်းတွေအရဟံသာသောဂုဏ်တော်တွေဟာဘုရားဖြစ်တဲ့ပုဂ္ဂိုလ်တိုင်းပြည့်စုံရမယ်အရေးချင်းတွေပဲဖြစ်တယ်မြတ်စွာဘုရားဖြစ်အောင်ဖြစ်နေဆိုတာအသိဉာဏ်ရရှိအောင်ပြုလုပ်ခြင်းပဲဖြစ်တယ်။နဲ့ပညာတရားဒီတစ်ခုနဲ့ပြည့်စုံမှလူသားတွေကိုကယ်တင်ခြင်းလို့ဆိုတဲ့လုပ်ငန်းဟာအောင်မြင်နိုင်တယ်ပေါ့။အကျဉ်းတရားလို့ဆိုတဲ့ကရုဏာရှိပေမဲ့လို့ပညာလို့ဆိုတဲ့တရားမရှိဘူးဆိုရင်လွယ်လွယ်မှားမှားလမ်းညွှန်မှုတွေပြုပြီးတော့လိုအပ်တဲ့ကတည်မှုကိုရရှိမှာမဟုတ်နိုင်။ဒါကြောင့်မို့အကျဉ်းနဲ့ပညာဒီနှစ်ခုဟာကြီးမားစွာရှိရဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်မြတ်တွေမှာဒီလိုအရေးချင်းတည်းပြည့်စုံဖို့လိုအပ်တယ်ပေါ့။အဲ့ဒီအရေးချင်းတည်းပြည့်စုံဖို့အတွက်ဘာတွေလိုအပ်တာတော့လို့ဆိုတဲ့အခါမှာဒီဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်များဟာလုံးဝတန်ရှင်းစင်ကြယ်ပြီးတော့မကောင်းမှုအကုသိုလ်လုံးဝကင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရနောက်ဆုံးမှာစိတ်ကြွယ်ရမှာတောင်မကောင်းမှုအကုသိုလ်ဆိုတာလုံးလိမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုစိတ်ကြွယ်ရမှာတောင်အကုသိုလ်မျိုးမဖြစ်စေတဲ့ပုဂ္ဂိုလ်မျိုးဟာလုံးဝမကောင်းတဲ့စိတ်ယုံမှာခင်းတဲ့ပုဂ္ဂိုလ်မျိုးကိုကျင့်တရားလုံးဝဖြူစင်တန်ရှင်းတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးမှာအရဟံဆိုတဲ့ဂုဏ်တော်နဲ့ထိုက်တန်တယ်ဒါဖြင့်အရဟံလို့ဆိုတဲ့အရေးချင်းတစ်ခုရလာတာဟာဘယ်လိုအသိဉာဏ်မျိုးရှိတဲ့ပုဂ္ဂိုလ်လဲလို့ဆိုတဲ့အခါမှာသမ္မာသမ္ဗုဒ္ဓံအမှန်ကန်လည်းသိတာဖြစ်ရမယ်ကိုယ်ပိုင်ဉာဏ်လည်းသိတာလည်းဖြစ်ရတဆင့်ကံဆိုတာဟာပြောပြတဲ့ပုဂ္ဂိုလ်ကအသိဉာဏ်လုံလောက်မှုမရှိဘူးဆိုရင်တဆင့်ကံလည်းမှားသွားတယ်ပေါ့မြတ်စွာဘုရားမှာသူများစီကနေတဆင့်သိတာမျိုးမရှိဘူးကိုယ်ပိုင်ဉာဏ်နဲ့သာသိတာဖြစ်တယ်ကိုယ်ပိုင်ဉာဏ်နဲ့သိတဲ့အခါမှာလည်းအမှန်ကန်သိတယ်သမ္မာဆိုတာအမှန်ကန်တန်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဗုဒ္ဓသိစရာကိုသိတယ်အဲ့ဒါလို့သိလို့ပညာဘက်ကလည်းအရေးချင်းပြည့်စုံတယ်အဲ့ဒါလို့အရေးချင်းပြည့်စုံအောင်မကောင်းတဲ့အကုသိုလ်တရားတွေလုံးဝကင်းစင်တဲ့အရဟံဖြစ်ရအရဟံဖြစ်တယ်လို့အသိပညာနဲ့လည်းပြည့်စုံအဲ့ဒါလို့ပြည့်စုံတယ်ဆိုတာအလွယ်တကူနဲ့ရလာတာမဟုတ်ဘူးကျင့်စရာတွေကျင့်ရတယ်သိွယ်ရာတွေသိရမယ်ဆိုရင်ဝိဇ္ဇာစရဏတမ္ပန္နောအကျင့်တရားနဲ့ပြည့်စုံရမယ်အသိဉာဏ်တွေနဲ့ပြည့်စုံရမယ်အဲ့ဒါလို့ပြည့်စုံပြီဆိုတဲ့အခါမှာပြည့်စုံမှုဟာထိုက်တန်တန်အောင်မြင်ပေါက်ရောက်ပြီးသားဖြစ်လို့သူကတော့အချွတ်ထိပ်ရောက်ပြီးသွားပြီလို့အဲ့ဒီအချွတ်ထိပ်ရောက်တဲ့ပုဂ္ဂိုလ်တူရဲ့ပြောစကားဟာလွဲမှားတာမရှိဘူးလို့ဆိုတဲ့တိတ်အဲ့ဒီကနေပြီးတော့နောက်မင်္ဂနဲ့စကားကိုပြောတတ်ရုံနဲ့တရားတွေရဲ့အကျိုးကိုဆောင်ရွက်မှုဆိုတာဟာလုံလောက်ကြလားလို့ဆိုမလုံလောက်သေးဘူးဒါကြောင့်လောကဝိတုလောကအကြောင်းကိုကောင်းကောင်းသိရတယ်သိထားတဲ့ပုဂ္ဂိုလ်မှာဒါကအဓမ္မအရေးကြီးတာပုဂ္ဂိုလ်တူတရားကိုဆုံးမတင်တယ်မယ်ဆိုရင်ဒီပုဂ္ဂိုလ်ရဲ့အကြောင်းစိတ်နေသဘောထားအမှုအကျင့်ဇယိုက်ဝါဒနာဆိုတာအသေးစိတ်ကသိထားမသိဘဲနဲ့ရမ်းပြီးတော့ပြောဆိုဆုံးမမယ်ဆိုရင်အောင်မြင်မှုရနိုင်မှာမဟုတ်ဘူးဒါကြောင့်လောကဝိတုဆိုတဲ့ဂုဏ်တော်ကြီးဟာအမတမတရားတွေရဲ့အကျိုးကိုဆောင်ရွက်တဲ့အခါမှာထိရောက်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါလို့လောကအကြောင်းသိတော့မှအနုတ္တရောပုရိသဓမ္မတာတိလောကအကြောင်းတော့သိပါရဲ့ဆုံးမတဲ့နေရာမှာပန်းတတ်လိမ္မာမှုမရှိဘူးဆိုရင်လည်းအောင်မြင်မှာမဟုတ်ဘူးလေကိုသားသမီးအကြောင်းကိုတော့သိတယ်ဒါပေမဲ့လို့ဆုံးမတဲ့နေစနစ်မမှန်ဘူးဆိုလို့ရှိရင်မိဘတဲ့သားသမီးဟာအစဉ်ပြေမှာလည်းမဟုတ်ဘူးသားသမီးရဲ့ဒီမှန်ကန်တဲ့လမ်းကြောင်းပေါ်တက်ရောက်မှုဆိုတာလေဖြစ်ပေါ်လာမှာမဟုတ်ဘူးဒါကြောင့်မို့
အနုတ္တရောပုရိသဓမ္မတာရတိဆုံးမတိုက်တဲ့ပုဂ္ဂိုလ်ဆုံးမတဲ့နေရာမှာလည်းပဲကျွမ်းကျင်လိမ္မာမှုကလိုအပ်တယ်ဆရာကတပည့်ကိုဆုံးမတာဘယ်လိုဆုံးမရမလဲဘယ်တပည့်မျိုးကိုဘယ်လိုဆုံးမရတယ်ဆိုတာမျိုးပါလိမ္မာကျွမ်းကျင်မှုရှိမိဘကသားသမီးကိုဆုံးမတယ်ဘယ်လိုသားသမီးရဲ့စိတ်တွေစိတ်ထားဘယ်လိုရှိတဲ့သားသမီးကိုဘယ်လိုဆုံးမမှအောင်မြင်မဲ့ဆိုတာလိမ္မာကျွမ်းကျင်မှုရှိရမြတ်စွာဘုရားဟာလောကသားတွေအားလုံးကိုဆုံးမတာဖြစ်တယ်လောကသားတွေကအမှန်တမ်းများပြားတယ်ဆရာကျမ်းတဲ့ပုဂ္ဂိုလ်တွေနော်နှုတ်ကျမ်းတဲ့ပုဂ္ဂိုလ်တွေစိတ်နေသဘောထားခက်ထန်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်မျိုးစုံကိုမြတ်စွာဘုရားလိမ္မာရင်ကျေးတော်အောင်ဆုံးမတဲ့နေရာမှာတော့အထွတ်ထိပ်ရောက်သွားလို့အနုတ္တရောပုရိသဓမ္မတာရတိဆိုတဲ့အရေးချင်းဒါဘုရားတဆူမှာပြည့်စုံရမယ့်အရေးချင်းတွေပဲပေါ့အဲ့ဒီအရေးချင်းတွေပြင်မှာအများကျိုးကိုဆောင်ရွက်တဲ့အခါမှာဘာလို့အပ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဒီလိုအရေးချင်းတွေနဲ့ပြည့်စုံလို့ဆုံးမသွန်သင်လိုက်ပြီဆိုတဲ့ပုဂ္ဂိုလ်ဟာတရားအားလုံးရဲ့ခေါင်းဆောင်ပုဂ္ဂိုလ်ကြီးဖြစ်လာတယ်တတ္ထာဒေဝမနုဿာနံလူတွေနတ်တွေမြတ်စွာဘုရားဟာလူသားတွေကဖြစ်လာတဲ့ဘုရားဖြစ်တော်တယ်နတ်တွေရဲ့အာကိုရာနတ်တွေရဲ့ခေါင်းဆောင်လည်းဖြစ်တယ်ပေါ့လူသားတွေကိုသာဆုံးမတာမဟုတ်ဘူးနတ်ပြမာတွေကိုလည်းပဲဆုံးမသည့်အတွက်ကြောင့်လောကမှာကြီးမားဆုံးသောဆုံးမသွန်သင်တတ်တဲ့ပုဂ္ဂိုလ်ဆိုပြီးတော့တတ္ထာဒေဝမနုဿာနံဆိုတဲ့ဂုဏ်တော်ကြီးကိုရရှိအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုတစ်ခုစီအာယုံပြုပြီးတော့ဆင်ញင်စဉ်းစားနိုင်မှဗုဒ္ဓနုတ္တိဘာဝနာဖြစ်တယ်မြန်မာနိုင်ငံမှာတော့ဗုဒ္ဓနုတ္တိဘာဝနာလို့ဆိုပြီးတော့ပဋိစိတ်ကြတာတွေကများတယ်ပေါ့ပဋိစိတ်တဲ့အခါမှာတော်တော်များများကဒီအရေးအတွက်ကဏ္ဍဘက်ကိုရောက်သွားပြီးတော့ဘုရားကုံတော်ကိုအာယုံပြုနိုင်တဲ့ပုဂ္ဂိုလ်ဟာအမှန်တမ်းလဲမှားတယ်လို့ပြောဘာလို့လဲဆိုလို့ရှိရင်ဂုဏတော်1000ပရိစိတ်တယ်ဆိုရင်1000ပြည့်ဖို့ပဲအာယုစိုက်တယ်လေစိတ်ကဟိုရောက်ဒီရောက်လည်းပဲသူကရေတွက်နေတာပဲအဲ့လိုရေတွက်နေတာလေဆိုတော့ဂုဏတော်ပဲစိတ်မရောက်ဘဲနဲ့ရေတွက်နေတာမျိုးတွေကြတော့ဒါကဘုရားဂုဏတော်အာယုပြုတယ်လို့ပြောလို့မရဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဂုဏတော်ဆိုတာအခုလိုသိပြီးတော့တစ်ခုချင်းစဉ်းစားလို့စိတ်ထဲမှာကြည်ညိုဝမ်းသာမှုတွေဖြစ်လာအောင်ဖြစ်လာသည့်အထိအာကိုယုံကြည်တိုက်တဲ့ပုဂ္ဂိုလ်ဆိုတာသိရှိလာသည့်အထိအောင်ဂုဏတော်တွေကိုအသိဉာဏ်နဲ့စဉ်းသုံးသပ်နေတာဒါဗုဒ္ဓနုတ္တိဘာဝနာလို့ခေါ်တာပဲအဲ့ဒါလို့စဉ်းသုံးသပ်နေဖို့လိုအပ်တယ်အဲ့ဒါလို့မဟုတ်ပဲနဲ့နှုတ်ကရိမဲ့အရဟံလို့ရွတ်ချင်ရွတ်နေမယ်သမ္မာသမ္ဗုဒ္ဓလို့ဆိုခြင်းဆိုနေမယ်ကုသိုလ်မရဘူးတော့မဟုတ်ဘူးကောင်းတာဆိုတဲ့အတွက်ကြောင့်ကုသိုလ်တော့ဖြစ်မှာပဲသို့တော့အကျိုးသက်ရောက်မှုဟာအားနည်းတယ်လို့ဒီလိုပြောဘာဖြစ်လို့လဲဆိုတော့ဘုရားကုံတော်ကိုအာရုံပြုတယ်ဆိုတာစိတ်အလုပ်ပဲဖြစ်တယ်ပေါ့စိတ်အလုပ်ဖြစ်သည့်အတွက်ကြောင့်ဘုရားကုံတော်ကိုအာရုံပြုရင်ဘာတွေတိုးပွားလာသလဲလို့ဆိုရင်ဂုံတော်ကိုအာရုံပြုပြီးတော့တရားစိတ်တွေတိုးပွားလာကြည်ညိုစိတ်တွေကြည်နူးလာမြတ်စွာဘုရားဂုံတွေကိုရှုပွားရင်နဲ့တရားတွေကတိုးတက်လာတယ်ဟောတတိတွေကလည်းပဲဘုရားကုံတော်မှာအာရုံပြုနေတဲ့တတိတရားတွေကလည်းတိုးပွားလာအသိပညာတွေကလည်းပဲတိုးတက်လာအဲ့ဒါလို့ဖြစ်မှဂုံတော်ပွားရခြင်းဆိုတဲ့အကျိုးကျေးဇူးဗုဒ္ဓနုတ္တိဘာဝနာဆိုတာဖြစ်လာပါဟုတ်ဗုဒ္ဓနုတ္တိဘာဝနာပွားများအထုတ်တဲ့ပုဂ္ဂိုလ်ဟာမိမိရဲ့စိတ်ထားတွေစိတ်နေသဘောထားတွေဟာမြတ်ဖြူစင်လာပြီးအစင်တော်ရမြတ်စွာဘုရားနဲ့အတူတကွနေရတယ်လို့အကုသိုလ်တွေပေါ်မှာကြောက်လန့်လာပြီးတော့အချက်တရားတွေလည်းရလာတတ်တယ်ဘုရားနဲ့အတူနေရတယ်လို့စိတ်ထဲမှာခံစားလာရသည့်ထီအောင်ဘုရားနုတ္တိဘာဝနာကိုပွားများအထောက်အမယ်ဒီလိုဆိုတာပေါ့နော်မြတ်စွာဘုရားနဲ့အတူနေရတယ်လို့စိတ်ထဲမှာခံစားလာရအဲ့ဒါလို့ခံစားလာသည့်အထိမြတ်စွာဘုရားခုံတော်ထဲမှာစိတ်ဟာနှိမ့်မြုပ်ထားနိုင်တဲ့အနေအထားမျိုးရောက်သည့်အထိအောင်စိတ်ဟာကြည်နူးဝမ်းသာမှုတွေဖြစ်နေတာဘုရားကိုအာရုံပြုလိုက်တာနဲ့မိမိမှာဘုရားဟာမိမိရဲ့အထက်မှာမိမိလေးစားအပ်တဲ့နေရာမှာအမြဲတမ်းရှိပြီးမိမိကိုယ်တိုင်ဟာဘုရားနာမှာထိုင်နေရပြီးတကယ်လို့ခံစားမှုတွေရရှိလာအောင်ဒီလိုပွားများအထောက်အမယ်အဲ့ဒီလိုပွားများအထောက်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုမြတ်စွာဘုရားကဗုဒ္ဓနုတ္တိဆိုတဲ့ဘာဝနာကမ္မဋ္ဌာန်းပွားများအထောက်လိုက်မယ်ဆိုလို့ရှိရင်တဲ့
အသိဉာဏ်တွေထူခြားတဲ့အသိဉာဏ်တွေရလာနိုင်တယ်စိတ်နှလုံးအေးချမ်းမှုတွေရလာနိုင်နောက်ဆုံးနိဗ္ဗာန်တိုင်အောင်မျက်မှောက်ပြုလာနိုင်တယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့ဘုရားနုဒတိဘာဝနာပွားတဲ့အခါမှာရည်ရွယ်ချက်နှစ်ခုရှိတစ်ခုကတော့စိတ်တတံပဟံတနာစိတ်အားတက်ဖို့စိတ်ရွှင်လန်းဖို့အတွက်ဒီဘုရားနုဒတိဘာဝနာပွားတယ်စိတ်တွေညစ်ညူးနေတယ်မကောင်းတဲ့အတွေ့တွေနော်စိတ်ညစ်စရာတွေနဲ့ကြုံနေတယ်စိတ်အားတွေကျနေတယ် depression တွေဖြစ်နေတယ်စိတ်ဓာတ်တွေကျနေတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုအာယုပြုပြီးတော့နေလိုက်အာယုပြုပြီးတော့နေလိုက်တဲ့အခါစိတ်အားတွေပြန်တက်လာအဲ့ဒါလို့ပြန်တက်လာအောင်ဘုရားနုဒတိဘာဝနာဆွမ်းဆောင်ပြီးတော့ပေးနိုင်တယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မို့ဘုရားနုဒတိဘာဝနာပွားပြီဆိုရင်ပရိပါတိဖြစ်စေမပါတိဖြစ်စေမပါရင်တော့ပို့အစဉ်ပြေပါတာကသူကအရေးအတွက်တွေကိုကောင့်တင်းလောက်နေတာပဲဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မို့စိတ်ကတမာရိရဖို့အတွက်စိတ်ကတခြားဘက်ကိုအာရုံရောက်သွားတယ်ပေါ့ဒါကြောင့်မို့ဘုရားနုဒတိဘာဝနာပွားပြီဆိုရင်မြတ်စွာဘုရားကိုစိတ်ကထားပြီးဂုဏ်တော်တွေကိုတစ်ခုပြီးတစ်ခုဆင်ញင်စဉ်းစားပြီးတော့ဆင်ញင်သုံးသပ်ပြီးဝမ်းသာနေအောင်ကြည်နူးနေအောင်လုပ်ရမယ်ဂုဏ်တော်တစ်ခုကနေတစ်ခုကနေတစ်ခုဒီလိုပြောင်းလဲပြီးတော့စိတ်ကြည်နူးနေအောင်အကျဉ်းကြဒီလိုလုပ်တာဘုရားနုဒတိဘာဝနာလို့ဒီလိုခေါ်တယ်ဗုဒ္ဓဂုဏ်ကိုအဖန်မှန်အထက်ထက်အမှတ်ရနေခြင်းဒါကြောင့်မို့အနုတ္တိဆိုတာအနုဆိုတာအချိန်အထက်ထက်တတိဆိုတာအမှတ်ရခုနလိုစဉ်းစားနေခြင်းကိုပဲအမှတ်ရနေတယ်လို့ဒီလိုဆိုတာပေါ့တတိကိုဥတည်ပြီးတော့ပြောတယ်ဆိုရင်ပဲအတိညာပါရအတိညာနဲ့မှမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုစဉ်းစားလို့ရဒါမို့သိအောင်အရင်တင်ရမယ်ဣတိပိသောဘဂဝါအရဟံမှာအရဟံဆိုတာဘယ်လိုဆိုတာကိုသဘောပေါက်နားလည်ပြီးထီအောင်တင်ရတင်ပြီးတဲ့အခါမှာအဲ့ဒီဂုဏ်တော်ရဲ့အည်အသွေးတွေကိုပြီးစိတ်တိုင်းမှာကြည်နူးလာသည့်ထီအောင်ပွားများအထောက်အဲ့ဒီလိုဂုဏ်တော်တစ်ပါးစီရဲ့အဓိပ္ပာယ်အနှစ်သာရသိရှိနားလည်ပြီးတော့ပွားများအထောက်ပြီးဆိုရင်စိတ်ဟာရှင်လန်းတက်ကြွလာမြတ်စွာဘုရားကဟောတယ်ဘုရားနုဒတိလို့ဆိုတဲ့ဘုရားကုံကိုအာယုပြုပြီးတော့နေတဲ့အခါမှာစိတ်ကလေးဟာတဖြောင်းနဲ့ဘုရားကုံတော်မှာအကျိုးတက်ရောက်ဘုရားကုံတော်မှာပဲတက်ရောက်ပြီးတော့နေတဲ့အချိန်မှာတဲ့ရာဂလွှမ်းမိုးတဲ့စိတ်မဖြစ်လာဘူးတဲ့ဒေါသလွှမ်းမိုးတဲ့စိတ်မဖြစ်လာဘူးမောဟလွှမ်းမိုးတဲ့စိတ်တွေမဖြစ်လာဘူးဒါကအဓိကအရေးကြီးတဲ့အကုသိုလ်တွေပြောတာကျန်တဲ့အကုသိုလ်တွေလည်းမဖြစ်လာဘူးလို့ဒီလိုဆိုလို့ပေါ့ဘုရားကုံကိုအာယုပြုပြီးတော့လောဘဒေါသမောဟကိလေသာတွေကိုချွတ်နှိမ်ထားလိုက်ခြင်းဟာကိုယ်ကအနိုင်ရနေခြင်းပဲဖြစ်တယ်ပေါ့အဲ့ဒီလိုလောဘမဖြစ်တာဒေါသမဖြစ်တာမောဟမဖြစ်တာသူ့ဘာသူမဖြစ်တာအခုဟာကျတော့ဖြစ်ဖို့အနေထားကြုံရတဲ့နဲ့မဖြစ်အောင်ချိုးနှိမ်ပြီးတားဆီးထားတဲ့သဘောကောင်းတာတွေနဲ့အစားထိုးပြီးတော့နေထိုင်တဲ့သဘောဒါကြောင့်ဗုဒ္ဓနုတ္တိလို့ဆိုတဲ့ဘုရားကိုအာရုံပြုတဲ့ဘာဝနာဟာစိတ်ရှင်လန်းမှုအတွက်အများကြီးအကျိုးပြုတယ်စိတ်နဲ့ရှင်လန်းမှုအတွက်အကျိုးဖြစ်လာတဲ့အခါကျတော့ဘုရားနုတ္တိဘာဝနာကိုအခြေခံပြီးတော့မဉ္ဇဉ်ပူညာရဖို့အတွက်ဝိပဿနာလို့တွားလို့လည်းရတယ်ဘုရားနုတ္တိဘာဝနာကနေပြီးတော့ဝိပဿနာကိုတွားတာအများကြီးအထောက်အကူဖြစ်တယ်ဒီလိုဆိုတာပေါ့တချို့ကတော့ဘုရားနုတ္တိပွားစရာမလိုဘူးဝိပဿနာတိုက်ရိုက်အားထုတ်ရမယ်လို့ဒီလိုဆိုတာတော့မမှန်တတ်ဘူးပေါ့ဆိုရမယ်ဘုရားနုတ္တိပွားခြင်းကလည်းဒါဖြင့်ဘုရားနုတ္တိပွားနေတဲ့ပုဂ္ဂိုလ်တူတယောက်ကနေပြီးတော့ဝိပဿနာကူးခြင်းလို့ရှိရင်ဘယ်လိုကူးရစိတ်ထဲမှာကြည်နူးလာပြီးဝမ်းသာလာပြီးဘုရားကိုအာရုံပြုပြီးစိတ်အားတွေတက်လာပြီးဆိုလို့ရှိရင်ဒီမိမိတဏ္ဍာမှာဖြစ်ပေါ်နေတဲ့ပီတိတွေကိုပဲပြန်ပြီးတော့ဘုရားကုံကိုအာရုံပြုပြီးတော့ငါဟာပီတိတွေဖြစ်နေပါလားလို့ပီတိကိုပြန်စဉ်းစားလိုက်ကြတဲ့တိုင်နဲ့ဝိပဿနာလမ်းကြောင်းရောက်သွားပြီသူကဘုရားကုံကိုအာရုံပြုနေတာကသမထချင်းချင်းတစ်ခုပဲအဲ့ဒီအာယုံပြုနေလို့ရရှိလာတဲ့ပီတိလေးကိုပြန်ပြီးတော့ဆင်ញင်လိုက်တာကြတော့ဝိပဿနာလို့ခေါ်တယ်အဲ့တော့ဝိပဿနာဆိုတာပီတိဆိုတာနှစ်ချိုက်တဲ့သဘောပဲအဲ့ဒီနှစ်ချိုက်တဲ့သဘောလေးမိမိတဏ္ဍာမှာပေါ်လာတာဒီပင်နဲ့ပီတိကိုတွေးရှိခြင်းပဲဖြစ်တယ်ပီတိရဲ့သဘာဝလက္ခဏာကိုယ်ပိုင်လက္ခဏာ
ပီတိဆိုဒီမှာကြည်နူးဝမ်းသာနှစ်ချခြင်းဆိုတဲ့စိတ်အစဉ်တွေဖြစ်အဲ့ဒီပီတိသဘောကိုဆင်ញင်စဉ်းစားလိုက်ခြင်းအပြင်ပီတိဆိုတဲ့သဘာဝတရားသည်နံတရားသာဖြစ်တယ်ပေါ့အဲ့ဒီနံတရားဟာဘယ်အနေဖြစ်ပေါ်လာသလဲလို့ဆက်ပြီးစဉ်းစားလိုက်တဲ့အခါမှာပီတိဖြစ်နေတဲ့အခါမှာနှလုံးသားကလည်းအေးချမ်းလာတဲ့အတွက်ကြောင့်ရင်ထဲနှလုံးထဲမှာဖြစ်တဲ့တရားပီတိဆိုတဲ့တရားဒီဟရိယဝတ္ထုလို့ဆိုတဲ့ရုပ်တရားကိုအမိပြုပြီးတော့ဖြစ်နေတာဆိုပီတိကနန္တရားသူ့ရဲ့မိယာကရုပ်တရားလို့ဆိုငါတဏ္ဍာမှာပီတိဖြစ်နေတာလေးဟာရုပ်တရားပေါ်မှာအမိပြုပြီးတော့ဖြစ်ထားပါလားလို့ဟောဒီနှစ်ခုလောက်သိလိုက်လို့ရှိရင်ဒါယုံနဲ့ကွဲသွားတဲ့သဘောပဲအဲ့ဒါလို့ကွဲသွားတဲ့အခါမှာဒီပီတိဟာဘာကြောင့်ဖြစ်နေတာလဲဆိုဘုရားကုံကိုအာယုံပြုရလို့ဖြစ်တာဘုရားကုံကအကြောင်းတရားပဲအဲ့ဒီအကြောင်းတရားကိုအာယုံပြုပြီးတော့မှန်ကန်တဲ့အတွေးတွေနဲ့တွေးလို့ငါမှဟောဒီပီတိတွေဖြစ်တယ်လို့ဆိုတာကိုသိလိုက်တာတဲ့တပြိုင်နက်ဒီယုတ်တိနံရဲ့အကြောင်းတရားကိုလည်းပဲသိရှိနားလည်သွားတယ်ဆိုဒီလိုသိသွားတာကိုပစ္စယပရိက္ခဉာဏ်လို့ခေါ်တာဝိပဿနာကြည့်ဒီဘုရားနတတိကနေပြီးတော့ဝိပဿနာကူပါလားအဲ့ဒီလိုကူးသွားတာကူးတယ်ဆိုတာဒီလိုကူးတာနော်တခြားလေးနဲ့ကူးတာမဟုတ်ဘူးအဲ့ဒီလိုပီတိကိုအာယုပြုလိုက်တာနဲ့ပီတိရဲ့အကြောင်းတရားတွေပါသိပြီဒီပီတိတရားလေးကိုစူးစိုက်ပြီးတော့ရှုနေရင်ကနေဘာဖြစ်လာလဲမိမိတဏ္ဍာမှာတသိမ့်သိမ့်နဲ့7သိမ့်တစ်ဖြန်းဖြန်းဖြစ်နေတဲ့ပီတိလေးဟာပေါ်လိုက်ပြောင်းလိုက်ဆိုတဲ့သဘောတွေကိုထင်ထင်ရှားရှားသိလာအဲ့ဒီဒီစလဲစတဲ့ပေါ်နေတာလားသို့မဟုတ်ပေါ်ပြီးတော့ပျောက်သွားတာရှိသလားပျောက်သွားပြီးထပ်ပေါ်လာလားလို့တေးသေးချာချာစူးစမ်းဆင်ခြင်တာကသမထနာဉာဏ်စူးစမ်းဆင်ခြင်လိုက်လို့သိလိုက်တာကြတော့ဖြစ်လိုက်ပြက်လိုက်သွားတာပါလားလို့ဆိုတာသိတာကဥရိယဗျာဉာဏ်လို့ဆိုပြီးတော့ဒီလိုဉာဏ်စဉ်အနေနဲ့ဒီအတိဉာဏ်တွေကတဖြည်းဖြည်းတက်လာတာကိုပြောတာအဲ့ဒီလိုဖြစ်လိုက်ပြက်လိုက်ဆိုတာတွေကိုမြင်လာတဲ့အခါကျတော့ဘယ်ဟာမှမမြဲပါလားစဉ်းစားဉာဏ်တစ်ခုဝင်လာဘယ်ဟာမှမမြဲပါလားအလုံးငကိုယ်တော့ကထာဝရကြီးလို့ထင်နေတာအခုမမြဲပါလားနောက်ဆုံးမှဖြစ်တာတောင်မှမတွေ့တော့ဘူးပြက်နေတာကတလဇတ်ကြီးပါလားလို့ဆိုဘင်္ဂညာဖြစ်လာဘင်္ဂညာလို့သိတာတဲ့တပြိုင်နက်အနိစ္စမြင်တာဟာအထွတ်ထိပ်ရောက်သွားပြီပေါ့အနိစ္စရဲ့အနိစ္စတာယပရမကောတိဘင်္ဂညာသိတာအနိစ္စလမ်းဆုံးတယ်လို့ဒီလိုဆိုတော့အဲ့ဒီလိုအနိစ္စသဘောကိုသိလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လဲဒါလောက်နှစ်သက်စရာကောင်းတဲ့ဗုဒ္ဓရဲ့ခုံတွေကိုအာယုံပြုပြီးတော့ဖြစ်ပေါ်နေတဲ့တရားတွေဟာလည်းမမြဲပါလားမြဲတယ်ဆိုတာဘယ်အရာမှမရှိပါလားမမြဲတဲ့အရာကြီးနဲ့အတူနေရတာကြောက်စရာကောင်းလှကြီးလားလို့ဆိုရင်ဘုရားညာဆိုတာဖြစ်လာဒါအတွေးတွေတစ်ခုပြီးတစ်ခုပေါ်လာတဲ့သဘောအသိဉာဏ်ကြီးတစ်ခုပြီးတစ်ခုဘုရားညာနဲ့ဘုရားညာဖြစ်လာတဲ့အခါကျနေဗိဒညာညီဝိစရာကောင်းတယ်သံဃာဝဆင်းရဲမှာငါရထားတဲ့ရုပ်တည်နံတွေဟာဒီတိုင်းကြီးပဲအလွန်စိတ်ပြည့်ညီဝိစရာကြီးကောင်းတယ်ဒါတွေကလွတ်မှကောင်းမယ်လို့လွတ်ဖို့စဉ်းစဉ်းစားတာမုတ်စီတုကမြတာဒါတွေလွတ်ဖို့ရအတွက်ဘယ်လမ်းကသွားမလဲထွက်ပေါက်ရှာတဲ့သဘောနဲ့ဖြစ်ပေါ်လာတာထွက်ပေါက်ကိုလိုက်ရှာတာကြတော့ပဋိသင်္ခာဉာဏ်လို့ခေါ်တယ်ထွက်ပေါက်ရှာလိုက်တဲ့အခါကျတော့ဒီယုတ်တရားနံတရားတွေရဲ့သဘာဝကိုသိအောင်စဉ်းကျင်သုံးသပ်တာဟာမှန်မဲလို့ဖြစ်ပြမှုတွေပေါ်မှာဒီစိတ်ကလေးကတည်ငြိမ်မှုတွေရလာတယ်သူ့ဘာသူဖြစ်နေတဲ့ပုံမှာစိတ်ပြည့်စရာလို့လည်းမမြင်တော့ဘူးချစ်ခင်စရာလို့လည်းမမြင်တော့ဘူးမုန်းစရာလို့လည်းမမြင်တော့ဘူးစိတ်ကလေးကတည်ငြိမ်လာရင်သင်္ခါရုပ္ပခဉာဏ်လို့ဆိုတာဖြစ်လာအဲ့ဒီကြတော့ဝိပဿနာဉာဏ်ဟာအလုံးကိုရင့်တန်သွားတယ်ရင့်တန်သွားလို့ရှိရင်မကြခင်မဲ့သူကသင်္ခါရအာယုန်တစ်ခုပီတိဆိုတဲ့သင်္ခါရအာယုန်ပီတိနဲ့ဆက်ပြီးတော့ဖြစ်နေတဲ့ရုပ်ဆိုတဲ့သင်္ခါရအာယုန်တစ်ခုဖြတ်တောက်ပလိုက်ပြီးတော့ထိုသင်္ခါရတွေရဲ့ချုပ်ငြိမ်းရာလမ်းဆုံးရာနိဗ္ဗာန်ဆိုတဲ့အာယုန်တစ်ခုကိုရောက်ရှိပြီးတော့ပယ်ရာရှိတဲ့ကိလေသာတွေကိုပယ်ပြီးတော့လောကကနေလောကုတ္တရာကိုကူးသွားတယ်ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါဟာဗုဒ္ဓနုတ္တိဘာဝနာကနေပြီးတော့ကူးသွားတဲ့နည်းပဲအဲ့ဒါလိုတရားတွေတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေရှိသလားဆိုရှိတယ်တီဟိုကျွန်းမှာဆိုလို့ရှိရင်ကာလဗုဒ္ဓရခိတာလို့ခေါ်တယ်မထေရကြီးတစ်ပါးဗုဒ္ဓနုတ္တိဘာဝနာကိုဆွဲဆွဲမြဲမြဲအားထုတ်တယ်အတော်ကိုဆွဲဆွဲမြဲမြဲအားထုတ်တယ်အဲ့ဒါလိုဆွဲဆွဲမြဲမြဲအားထုတ်တော့
ဘာလုပ်လိရှိတော့ဆိုမဟာစေတီလို့ခေါ်တယ်အနုရဏပူရမြို့ပါမြန်မာပြည်မှာမဟုတ်ဘူးတီဟိုကျောင်းကဝတ္ထုမဟာစေတီတီဟိုသားတွေကတော့ရူပံဝေလိလို့ခေါ်တယ်အဲ့ဒီဘုရားမြန်မာပြည်ကကောင်းမှုတော်နဲ့ခတ်ဆက်တယ်အဲ့ဒီဘုရားမှာဘုရားရင်မြင်မော်တက်ပြီးတော့မြတ်စွာဘုရားကိုစေတီကိုကြည့်ပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုတာတမန်ပုဂ္ဂိုလ်ကြီးကတော့ထင်ရတယ်စေတီကြီးကိုရှ िख ိုးတယ်ဆိုတာအုပ်ပုံကြီးကိုရှ िख ိုးနေတယ်လို့တချို့ဘာသာကြားတွေကထင်ကြမဟုတ်ဘူးဘုရားစေတီမြင်လိုက်တာနဲ့စေတီထဲမှာထိသွင်းထားတဲ့ဘုရားရသော်ရဲ့ relic လို့ခေါ်တယ်ဓာတ်တော်လေးအဲ့ဒါကိုအာရုံပြုပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ရုပ်ပုံတော်တွေဂုဏ်တော်တွေစိတ်ထဲနှလုံးထဲမှာရပြီးတော့အာရုံပြုတာအဲ့လိုဆိုလိုတာနော်မြတ်စွာဘုရားသတင်း300ကျောင်းဆောင်အနေနဲ့စေတီကနေပြီးဆက်နွယ်ပြီးတော့မြတ်စွာဘုရားကိုအာရုံပြုနေတာဒီနေ့ခေတ်ဘုရားဘာသာဝင်သူတော်စင်တွေမြန်မာပြည်ကဘုရားပထုအလွန်ပေါ်လို့တလင်းတော်ပကိုးသားနဲ့ခေါ်ကြတယ်သို့တော်ဘုရားပထုတွေနေရာတကာတွေ့နေကြတဲ့အခါမှာဘုရားကုံကိုအာရုံပြုမိခြင်းမှပြုမိကြနိုင်မယ်အများစုကဘုရားကိုလက်ပတ်ကြည့်ရှုစရာသဘောလောက်ပဲဖြစ်နေကြမယ်အဲ့တော့ဘုရားကိုအာရုံပြုပြီးဆိုတာဂုဏ်တော်နဲ့အာရုံပြုမိဖို့လိုအပ်တယ်ပေါ့စေတီပထုမြင်လိုက်တာနဲ့ဒီစေတီပထုထဲမှာမြတ်စွာဘုရားရဲ့ဓာတ်တော်မွေတော်တွေရှိတယ်အဲ့ဒီဓာတ်တော်မွေတော်တွေရဲ့ပိုင်ရှင်မြတ်စွာဘုရားဟာအရဟံစတဲ့အခုလိုဂုဏ်ကြီးတွေရှိတယ်ဆိုတာကိုဂုဏ်ကြီးတွေကိုအာရုံပြုမိဖို့အရေးကြီးတယ်ပေါ့အဲ့ဒီခုနမထေရကြီးဟာစေတီတော်ကိုရှ िख ိုးတဲ့အခါမှာသူကတဏှာလည်းတောင်မဟုတ်ဘူးရှစ်ဌာနမှာဥချလက်ပန်းပြီးတော့လက်ရည်သွားပြီးရှစ်ဌာနဥချအဲ့ဒီလိုလေးစင်နဲ့အမြဘုရားကိုသိကြည်ညိုပြီးတော့စေတီတော်တက်လာပြီးတော့ရှ िख ိုးဝချတာဘယ်သူကလာနှောက်ရှက်တုံဆိုမန္တကလာနှောက်ရှက်အလုံးကိုဘုရားကိုကြည်ညိုတဲ့တရားတွေစွမ်းအားတွေတက်လာတဲ့အချိန်ဘာလုပ်လဲဆိုရင်မန္တကနွားကြီးအောင်ဆောင်းလာတာနှအိုကြီးအောင်ဆောင်းပြီးတော့အဲ့ဒီမထေရကြီးဘုရားကိုအာယုံပြုတ်နေတဲ့ခြေကနေဖြတ်သွားပြီးတော့မစင်နေဆော့သွားတယ်အဲ့ဒီလိုလုပ်တာနော်အဲ့လိုလုပ်တော့ဒီလိုလုပ်ပါများတဲ့အခါကျတော့ဒီမစင်ဆော့သွားတာဒီနွားရိုးရိုးနွားဟုတ်ပုံမရဘူးပေါ့နော်ပထမတော့ရိုးရိုးနွားလိုပဲထင်တယ်ပေါ့နေတိုင်းလာပြီးတော့အာယုံပြက်ပြားအောင်နှောက်ရှက်တာနောင်ကြတော့ဒီမထေရကြီးကအဲ့ဒါတွေတန်ရှင်းရေးလုပ်ပြီးတော့နောက်တစ်ခါလာတဲ့အခါကျတော့သူကသင်မနတ်မောင်လားလို့ပြောလိုက်တဲ့အခါကျတော့မန္တကြီးကသူဟုတ်တဲ့အကြောင်းပြောလာပြီးတော့နှောက်ရှက်တယ်နောက်ဆုံးကျတော့ဘုရားကိုအလွန်ကြည်ညိုတော့အဲ့ဒီမထေရကြီးကဘုရားကိုမှီလိုက်တယ်ဆိုတော့ဘုရားနဲ့ပုံတူဖန်ဆင်းပြလို့ရမလားလို့ဆိုရပါတယ်ပေါ့ဘုရားနဲ့တူအောင်ဖန်ဆင်းပြပါအဲ့ဒီမှာဘုရားပုံစံဘုရားနဲ့တူအောင်ဖန်တီးပြီးတော့နောက်ကတန်ဃာတွေနဲ့ကြွလာတဲ့ပုံကိုဖန်ဆင်းလိုက်တာနဲ့ပဲမြတ်စွာဘုရားအစ်စ်ကိုသူ့စိတ်ထဲမှာဖူးရတယ်လို့ပဲလက်ဥချီပြီးတော့ခုံတော်တွေကိုရှ िख ိုးလိုက်တဲ့အခါမှာမနတ်ကြီးဟာရှ िख ိုးမှုကိုမခံနိုင်သည့်အတွက်ကြောင့်သူဟာလွင့်ပြန်သွားတယ်ပေါ့အဲ့ဒါလို့ဖြစ်တယ်အဲ့ဒီမထေရကြီးကတော့ဘာအကျိုးရလိုက်တုံးဆိုမြတ်စွာဘုရားရဲ့ခါတိုင်းကဂုဏ်တော်ဟူသာအာယုံပြုတ်ရတာဒီကနေ့မှာပုံတော်ပါဖူးလိုက်ရသည့်အတွက်ကြောင့်သူ့ရဲ့တရားစွမ်းအားတွေဟာအလွန်ကြည်နူးပြီးတော့ပီတိတွေဖြစ်ရငါနေပြီးတော့ဒီပီတိကနေခုနကတော့ဝိပဿနာရှုလိုက်တဲ့အခါမှာမနတ်ကဖန်ဆင်းပြတဲ့ဘုရားကိုလက်အုပ်ချတဲ့အနေထားနဲ့ပဲသူဟာရဟန္တာကြီးဖြစ်သွားတယ်ဒီလိုအဆင့်ကြီးအောင်ရောက်သွားတာနော်ဒါဘုရားနုတ္တိနဲ့ပေါ့ရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုတာမှတ်တမ်းတင်ထားတာရှိတယ်နော်ရသော်ဗျာလည်းအင်္ဂုတ္တရနိကေမှာနိဗ္ဗာန်ယသံဝတ္တိနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အတွက်ဟောဒီဘုရားနုတ္တိခုံတော်ပွားရခြင်းအကျိုးဆိုတဲ့မှာထည့်သွင်းပြီးတော့ဟောတာဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိတ္တပြအနေနဲ့ရသော်ဗျာရဲ့ဂုဏ်တော်တွေကိုအသေးစိတ်သိရှိအောင်မှတ်သားနိုင်ယူထားကြရပြီးတဲ့အခါကျမှမိမိတို့နေ့စဉ်ဘဝအိမ်တိုင်းမှာလည်းဘုရားတွေရှိကြတယ်မိမိတို့ဒေသပတ်ဝန်းကျင်မှာလည်းပဲဘုရားပထုတွေရှိတယ်ဘယ်နေရာပဲရောက်မိမိစိတ်ထဲမှာဘုရားအာယုံကိုရောက်အောင်ဂုဏ်တော်တွေကိုနှလုံးသွင်းနိုင်မှဘုရားနုတ္တိဘာဝနာဖြစ်တယ်ဘုရားကိုအာယုံပြုပြီးတော့ရတဲ့ကုသိုလ်ဟာအမှန်တမ်းကြီးမားတဲ့ကုသိုလ်လို့ဒီလိုပြောရ
အခုတတ္ထာတွေဝမနုဿတံဆိုတာအလုံးကုန်တော်ကိုသိကြတဲ့အတိုင်းနတ်တွေလူတွေရဲ့ဆရာဆိုတဲ့အဓိပ္ပာယ်ဘာကြောင့်ဆရာဖြစ်လဲမြတ်စွာဘုရားကဘာကြောင့်ဆရာလို့ခေါ်တယ်လဲလို့ဆိုတဲ့အခါမှာလူနတ်ပြည်မှာတတ္တဝါတွေရဲ့အကျိုးစီးပွားကိုဖြစ်ပေါ်လာအောင်ဆုံးမသွန်သင်ပြသနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်လို့မြတ်စွာဘုရားတကယ်ကိုခေါင်းဆောင်ကြီးမားတဲ့ဆရာကြီးတခုသွန်သင်ပြသတဲ့ပုဂ္ဂိုလ်တူလို့ဒီလိုမှတ်သားကြတယ်မြတ်စွာဘုရားကတတ္တဝါတွေရဲ့အကျိုးကိုဆောင်တဲ့အခါ၃မျိုးရှိတယ်ပထမကတံပရာဒိဋ္ဌဓမ္မိကတ္ထဒိဋ္ဌဓမ္မိကတ္ထဆိုတာအခုလက်ရှိဘဝမှာဘယ်လိုနေရင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်လက်ရှိဘဝမှာကောင်းကျိုးချမ်းသာတွေရဖို့ဆိုတာကိုလေမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်တရဝါဆိုတာကအမျိုးမျိုးရှိတယ်ပေါ့တချို့ကဒီဘဝပဲကောင်းစားခြင်းတဲ့ပုဂ္ဂိုလ်ရှိတချို့ကနောင်ဘဝမှာကောင်းစားခြင်းတဲ့ပုဂ္ဂိုလ်ရှိတချို့ကတန်တရားဝဆင်းကလွတ်ခြင်းတဲ့ပုဂ္ဂိုလ်ရှိလူတိုင်းဟာတန်တရားဝကလွတ်ခြင်းတာကြီးမဟုတ်ဘူးအဲ့တော့ဒီဘဝကောင်းစားခြင်းနဲ့နောက်ဘဝကိုမတွေးဘူးဒီဘဝမှာကောင်းကျိုးချမ်းသာတွေရစေခြင်းနဲ့ဆိုရင်လေတကယ်ကောင်းကျိုးချမ်းသာရစေနိုင်တဲ့နိလန်းကိုမြတ်စွာဘုရားဟောပေးတာအဲ့ဒါကြောင့်မို့လို့ဘယ်ဘက်ကမှမလွတ်ရအောင်မြတ်စွာဘုရားဆုံးမဩဝါဒပေးတာစီးပွားရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားဟောတာရှိတယ်လေတမ္ပရာတရား၄ပါးတဲ့ကိုယ်တဏ္ဍမှာဒါလေးပြည့်စုံရင်ဒီဘဝမှာကြီးပွားတယ်ဆိုအဲ့တော့လက်တွေ့လှုပ်ဆောင်ကြည့်ပေါ့နံပါတ်၁ကကိုယ်ဘာလုပ်တယ်လဲကိုလုပ်တဲ့အလုပ်ကိုကြိုးစားနော်ကိုလုပ်တဲ့လုပ်ငန်းကိုပြောတယ်ဆိုတော့ဘယ်လုပ်အဲ့တော့အလုပ်ဆိုတာဘယ်လုပ်ပဲဖြစ်ဖြစ်ကြီးပွားတိုးတက်နိုင်တဲ့အလုပ်တွေကြီးပဲအတိုင်းအတာတစ်ခုအရာကြီးပွားတိုးတက်တာပေါ့အဲ့ဒါလို့ကြီးပွားတိုးတက်တဲ့လုပ်ငန်းမှန်တယ်ဗျဘယ်လုပ်ပဲလုပ်တဲ့ဥဋ္ဌာဏတမ္ပရာတက်ကြွဖြတ်လတ်လုပ်ရမယ်လို့ဒီလိုဆိုတာဥပမာစိုက်ပျိုးရေးလုပ်တယ်ဆိုရင်တက်ကြွလုပ်ရတက်ကြွလုပ်တယ်ဆိုတာဘာနဲ့တက်ကြွလာတော့လို့မေးရင်နံပါတ်1လုပ်ငန်းကျွမ်းကျင်ရမယ်နံပါတ်2နည်းပညာနဲ့ပြည့်စုံရမယ်နံပါတ်3ကဇွဲကောင်းရမယ်ဒီလိုဆိုတာအဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ကဥဋ္ဌာဏတမ္ပရာဆိုတဲ့ထဲမှာဒက္ခဆိုတဲ့စကားလုံးကိုသုံးခဲ့လုပ်ငန်းကျွမ်းကျင်တယ်လို့ဘာသာပြန်ရဥပါယဝိမန္တာဥပါယဆိုတာနည်းပဲဝိမန္တာဆိုတာပညာနည်းပညာအခုခေတ်ကပြန်ခဲ့တဲ့ technology ပေါ့အဲ့ဒါလို့နည်းပညာလည်းရှိရမယ်ဘာလို့မှန်ကန်တဲ့နည်းပညာနဲ့လုပ်နိုင်ရမယ်လို့ဒီလိုပြောအနလတလုပ်တယ်ဆိုတာဇွဲကောင်းဖို့လည်းလိုအပ်သေးတယ်နော်ကောင်းရုံးပြီးလို့ဝုန်းတိုင်းဆိုရင်အကျိုးဖြစ်ထွန်းနိုင်တာမဟုတ်ဘူးတချို့ကရေရှည်လုပ်ရတာရှိတယ်အဲ့ဒီရေရှည်လုပ်ငန်းမှာအကျိုးသက်ရောက်မှုပေါ်လာသည့်အထိဇွဲရှိရမယ်အနလတဆိုတာစကားလုံးနဲ့ပြအဲ့တော့ကြိုးစားအထုတ်မှုဆိုတာဘယ်လုပ်ငန်းမှလုပ်လို့ကိုလုပ်တဲ့လုပ်ငန်းကဒီ perfect ဖြစ်အောင်ကြိုးစားအထုတ်တယ်အဲ့ဒါဥဋ္ဌာဏတဟုတ်ပြီကြိုးစားအထုတ်လို့ရလာပြီရလာတာတွေကိုဂိယမဆိုင်ဘူးမထိန်သိမ်းဘူးဆိုလို့ရှိရင်လည်းရကြိုးနှမ်းမှာမဟုတ်ဘူးမြန်မာလူမျိုးတွေဟာအားနေပစ္စည်းတော့ရှာကြပါရဲ့သို့တော့အလေအလွင့်ကိုထိန်သိမ်းနိုင်စွမ်းအမတမအားနေတယ်လို့ပြောရမယ်နော်အားနေတယ်လို့ပြောဒီနိုင်ငံကစငွေကြေးတနာကအစအလေအလွင့်ကိုထိန်သိမ်းဆောက်ရှောက်မှုအမတမအားအိမ်တိုင်းတပင်းချက်စားတာပဲကြည့်အပူတွေအမတမများနိုင်တယ်စားနိုင်တာတဲ့ပူချက်တယ်သွန်ပစ်တယ်ဒီလိုတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေဟာအလေလွင့်မထိန်တာလို့ခေါ်ငွေကြေးနဲ့သုံးစွဲစင်တာတဲ့ပို့သုံးရင်ဒါအလေလွင့်လို့ခေါ်တာအဲ့တော့အလေလွင့်မရှိအောင်လုပ်ဖို့ဆိုတာအခုခေတ်မှာတောင်မှပဲလေစဉ်းစားကြည့်ပေါ့စဘာရိတ်သိမ်းရင်တောင်မှပဲအလေလွင့်ကအများကြီးပဲဒါမို့ကောက်သိန်းကောက်တဲ့လူကတောင်ချမ်းသာနေတယ်အလေလွင့်ပေါ်တာပြောဘယ်ဟာပဲဖြစ်ဖြစ်အလေလွင့်ကိုမထိန်သိမ်းနိုင်ဘူးဆိုလို့ရှိရင်ဆိုရှယ်တက်လာမှုတွေကအများကြီးရှိအဲ့ဒီအလေလွင့်တွေကိုထိန်သိမ်းပြီးတဲ့နောက်မှာလည်းပဲဒီဆောင်းရှောက်မှုဆိုတာမပုတ်အောင်မတိုးအောင်မပျက်စီးအောင်ဆိုတာတွေကအင်တာမလိုအပ်နေတယ်ဒါတွေလည်းနည်းပညာအနေနဲ့အများကြီးလိုအပ်တာပေါ့ဗမာလူမျိုးတွေခဲနေဒီပေါ်ပြီးဆိုလို့ရှိရင်ဒီလူတွေကခဲနေဒီတပိဋ္ဌာမ100လောက်ဆိုရင်အများကြီးရတယ်ဆိုတာတပိဋ္ဌာမ100လောက်ပေးရတယ်1000လောက်ပေးရတဲ့အချိန်လည်းရှိတယ်ရသည်လားအဲ့မှာ100လောက်ပေးရတယ်ဆိုတဲ့အချိန်မှာဥဋ္ဌာဏတမ္ပရာလေးနဲ့ဘာလုပ်လဲလို့ဆိုရင်
ခရမ်းညင်သီးလေးတွေဈေးပေါ်ပေါ်ရတဲ့အချိန်မှာဝယ်ပြီးတော့ကြာရှည်ခံအောင်မိမိတို့ရဲ့ဤစနစ်တွေရှိကြတယ်ဘုန်းကြီးတို့ငယ်ငယ်တုန်းကစကိုင်းတောင်ရောကတီလာရှင်နေတာခရမ်းညင်သီးငပိလောက်ထားတာတွေ့ဘူးလေဘယ်လိုလောက်တော့ဆိုရင်ခရမ်းညင်သီးအမဲ့လေးဈေးပေါ်ပေါ်ရတဲ့အခါမှာဝယ်ပြီးတဲ့အခါချက်ချမ်းအရေးတွေကိုညစ်အဖတ်တွေကိုဖယ်ထားပြီးတဲ့အခါစားသိပ်ပြီးတော့လှမ်းတယ်စားအတော်သိနဲ့ထည့်ပြီးတော့လှမ်းတရက်နဲ့လှမ်းလို့ဖမ်းလာပြီဆိုတဲ့အခါမှာစင်အိုးထဲမှာထည့်ပြီးတော့သိပ်ထားနှစ်ပေါက်အောင်အဲ့ဒီခရမ်းညင်သီးဟာစားလို့ရသွားအရေးတွေကြတော့လည်းထို့တူပဲအစီတွေဖယ်ထားပြီးတော့အရေးလေးတွေကိုပလင်းနဲ့ထည့်ပြီးနေပူထဲမှာထားပြီးစားတယ်။ခရမ်းညင်သီးတဘာဝငါပြရေးတစ်ခုဖြစ်သွားတယ်။အဲ့ဒါဟာနော်ပေါ်တဲ့အချိန်မှာအခုလိုလှုပ်ထားမယ်ဆိုလို့ရှိရင်ခရမ်းညင်သီးတပိတ်တာ1000ဖြစ်ပြီဆိုတဲ့အချိန်မှာခရမ်းညင်သီးဝယ်စရာမလိုတော့ဘူး။အများကြီးအတုံးဆွဲအများကြီးတက်သွား။ခုခေတ်တော့ဝယ်ပြီးတော့အလွယ်တကူစားတဲ့ခေတ်ရောက်လာတဲ့အခါကျတော့အဲ့ဒီလိုဒုက္ခမခံရင်ကြတော့ဘူးမအားလို့လားတော့မသိဘူးအဲ့ဒီလိုဒုက္ခဘယ်သူမှမခံတော့နော်အဲ့ဒီလိုလှုပ်ထားနိုင်မယ်ဆိုလို့ရှိရင်ငွေကြီးတက်တာသွားမယ်အပူဖြုံးရမယ့်ငွေတွေအများကြီးတက်တာသွားနော်အများကြီးတက်တာသွားပြီးတော့စားတဲ့အခါမှာလည်းပဲခုနကဘာဆိုးစေးတွေပါလို့ဘာပါလို့ညာပါလို့ဆိုတာတွေလည်းဒုက္ခမရှိတော့အင်တိုင်းမှာကိုယ့်ကိုလှုပ်ထားတာဆိုတော့စိတ်ချလက်ချခုခေတ်မှာပို့ပြီးတော့အဲ့လိုကိုယ့်ကိုလှုပ်စားတဲ့အနေအထားမျိုးတွေရောက်လာတယ်ပေါ့လှုပ်ထိုက်တာလှုပ်တာဥဋ္ဌာဏတံပရာထိမ့်သိမ်းဆောက်ရှောက်တာအာရခတံအဲ့ဒီနီးမျိုးတွေကိုဘယ်သူကပေးတာတော့ဆိုမြတ်စွာဘုရားပေးတာလေအဲ့ဒါကိုလည်းမြတ်စွာဘုရားကဥဋ္ဌာဏတံပရာကြိုးစားရမယ်အာရခတံပရာအလေးလွင့်နဲ့အောင်ထိမ့်သိမ်းဆောက်ရှောက်နိုင်ရမယ်တမစီဝိတာဘတ်ဂျက်ပေါ့ဝင်ငွေနဲ့ထွက်ငွေမြတ်တအောင်သုံးစွဲတတ်ရမယ်ဝင်ငွေကနည်းနည်းသုံးတာကများနေလို့ရှိရင်လူငွေတွေပြမှာပေါ့အဲ့ဒီလိုမဖြစ်ရအောင်မြတ်တသုံးစွဲတတ်ရမယ်ကလျာဏမိတ်တတာစီဝါရေးနဲ့ပတ်သက်ပြီးအကြံကောင်းဉာဏ်ကောင်းထောက်ကူပေးမဲ့မိတ်ကောင်းဆွေကောင်းကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အကြံကောင်းဉာဏ်ကောင်းပုဂ္ဂိုလ်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံရမယ်ဆိုရင်ဒီဘဝမှာအဲ့ဒီပုဂ္ဂိုလ်ကြီးပွားတယ်လို့မြတ်စွာဘုရားဟောတာဒါဒိဋ္ဌဓမ္မိကနဲ့မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်ပဲပေါ့ဘုရားဘာသာဝင်သူတော်စင်တွေမြတ်စွာဘုရားရဲ့အဆုံးအမကိုသိပြီးလိုက်နိုင်ကျင့်သုံးကြမယ်ဆိုလို့ရှိရင်တော့အင်တမဒီလူချမ်းသာကြီးမဖြစ်တော့ဆင်းရဲဒုက္ခမရောက်ဘူးကြွေးကင်းမယ်ချမ်းသာမယ်အေးလူနေနိုင်မယ်ဒီလိုဖြစ်လာနော်ဒါဒိဋ္ဌဓမ္မိကထမြတ်စွာဘုရားကိုယ်တိုင်ကလူဘဝရောက်လာရင်စီးပွားရှာရမယ်တဲ့စီးပွားရေးမျက်စိရှိရမယ်စီးပွားရေးမျက်စိရှိတယ်လို့ပဲကုသိုလ်ဒီကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိလည်းရှိရမယ်ဓမ္မဒွိစက်ခုမျက်စိနှလုံးရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မျက်စိနှလုံးရှိမှလူဘဝဟာထူးခြားတဲ့ပုဂ္ဂိုလ်လို့သတ်မှတ်တယ်ပေါ့အဲ့ဒါကြောင့်ဘဝတစ်ခုရနိုင်ပြီဆိုလို့ရှိရင်စီးပွားရှာတတ်တဲ့မျက်စိရယ်ကိုချင်းတရားထိမ့်သိမ်းဆောက်ရှောက်နိုင်တဲ့မျက်စိရယ်ဒီမျက်စိအမြင်နှမျိုးကိုရကြိုးစားအထောက်အောင်ပဲအခြေခံအားဖြင့်ဒါဟာဒိဋ္ဌဓမ္မိကနဲ့မြတ်စွာဘုရားဆုံးမသွန်သင်ချက်ပဲဒီတိုင်းလိုက်နာလို့အကျိုးရှိသွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောက်များစွာရှိတယ်ပေါ့တံပရာယိကထာနောင်ဘဝကိုကောင်းစားခြင်းနဲ့ဒီဘဝတော့တပည့်တော်တို့သိရပြီသာဝတိအစဉ်ပြေတဲ့နောင်ဘဝကိုစိတ်ချရအောင်ဘာတွေလုပ်ရမလဲဆိုပြောတယ်မြတ်စွာဘုရားကနောင်ဘဝစိတ်ချခြင်းလို့ရှိရင်တတ္ထာသီလတုဒ္ဒစာကပညာပေါ့တရားသီလစာကပညာတခါတလေ၄မျိုးပဲဟောတယ်ခါလေ၅မျိုးဟောတယ်အဲ့တော့တတ္ထာသီလတုဒ္ဒစာကပညာလို့ဆိုတဲ့ဒီအရေးချင်းတွေကိုယ်တဏ္ဍာမှာရှိအောင်ယုံကြည်ချက်ရှိရမယ်မြတ်စွာဘုရားရဲ့အဆုံးအမကိုယုံကြည်တယ်ဆိုတာလက်ခံတယ်လိုက်နာမယ်အဲ့ဒီတရားရှိတာလို့ရှိရင်ဘာဖြစ်လဲကိုချင်းတရားကိုထိမ့်သိမ်းဆောက်ရှောက်တယ်အနည်းဆုံး၅ပါးသီလလုံးအောင်ထိမ့်သိမ်းဆောက်ရှောက်မယ်သီလတုဒ္ဒမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေရှိဖို့အထောက်မယ်လောကမှာအကျိုးရှိရာအကျိုးရှိကြောင်းစာပေတွေဖတ်မယ်သင်ယူမယ်မှတ်သားမယ်လောကမှာရှိတဲ့နည်းပညာတွေကိုသင်ယူမယ်မှတ်သားမယ်ဒီပညာရက်တွေကလည်းကိုယ့်ဘဝမှာအကျိုးရှိကြောင်းနေတယ်နောက်တစ်ခါကျတော့ပညာစာကရလာတဲ့ပစ္စည်းဥစ္စာကိုအများနဲ့ခွဲဝေပြီးတော့သုံးနိုင်တဲ့စွန့်ကြဲတဲ့ပေးကမ်းတဲ့စာက
ဟောနောက်ဆုံးတစ်ခုကြတော့ပညာဒါကတော့အရေးကြီးဆုံးပဲပေါ့ပညာဆိုတာစီးပူအထောက်အားစီးပူအထောက်တာဘယ်နည်းနဲ့စီးပူအထောက်တယ်လဲလို့မေးမယ်ဆိုလို့ရှိရင်ကိုယ်တိုင်အခုလိုတရားနာတာလဲပညာရအောင်လုပ်တာပဲစာပေဖတ်ရှုတာလဲပညာရအောင်အထောက်တယ်နောက်ဆုံးမှမသိတာတွေကိုမေးတယ်မရှင်းတာတွေကိုမေးတယ်ဆိုလို့ရှိရင်လေဒါလည်းပဲပညာပဲပညာပါရမီဆိုတာကိုယ်တိုင်သင်ယူခြင်းလို့ဆိုလိုတယ်ကိုယ်တိုင်သင်ယူတဲ့ပုဂ္ဂိုလ်ဟာအခုမှမသိတာအခုချက်ချင်းတတ်သွားတယ်ပေါ့ဒီလိုဆိုလိုတာဆုတောင်းနေရမယ့်အရာမဟုတ်ဘူးကိုယ်တိုင်သင်ကိုယ်တိုင်တတ်သွားမယ်ပေါ့အေးအဲ့ဒါလို့တရတိလာသုဒ္ဓဆာကပညာလို့ဆိုတယ်ဒီရည်ချင်းတွေနဲ့ကိုယ့်ကိုယ်ပြည့်စုံအောင်လုပ်ထားပြီးဆိုရင်မြတ်စွာဘုရားကဒီရည်ချင်းတွေကဘယ်တော့မှအောက်ကိုမချဘူးတဲ့ထောပတ်အိုးကြီးကိုရေထဲမြုပ်ပြီးတော့ခွဲလိုက်တဲ့အခါမှာအိုးခွဲတွေကသာအောက်ရောက်ချင်ရောက်သွားမယ်ထောပတ်တွေကတော့ပေါ်တက်လာမှာပဲတရားနဲ့ထုံမွမ်းထားတဲ့စိတ်တွေတီလနဲ့ထုံမွမ်းထားတဲ့စိတ်တွေသုတ္တစာကပညာတို့နဲ့ထုံမွမ်းထားတဲ့စိတ်တွေဟာဘယ်တော့မှအောက်ကိုဆွဲချမှာမဟုတ်ဘူးတဲ့အမြဲတမ်းအပေါ်တက်လာမှာဒီလိုဟောတာဟာတံပရာယိကထလို့ခေါ်တယ်နောက်ဘဝကောင်းကျိုးချမ်းသာအတွက်စိတ်ချရအောင်ဟောတဲ့တရားမျိုးပေါ့ဒီလိုဆုံးမသွန်သင်ပေးတာသွန်သင်ပြတာဆုံးမဩဝါဒပေးတာဒါကြောင့်မို့လို့မြတ်စွာဘုရားကိုတတ်တာဆုံးမတတ်သူမကန်တဲ့လမ်းကြောင်းပေါ်တင်ပေးတာပဲဆုံးမတယ်ဆိုတာအဲ့ဒါလို့တင်ပေးတာဟောနောက်တစ်ခုကြတော့ဘာလို့ဆိုရင်ပရမတ္ထအေးဒီဘဝကောင်းစားတာတို့နောက်ဘဝကောင်းစားတာတို့တဲ့ဒီဘဝနောက်ဆုံးဖြစ်ပြီးတော့နိဗ္ဗာန်ချမ်းသာကိုရချင်ပါတယ်ဆိုရင်လေခုနပြောတဲ့ဤစနစ်တွေကမြတ်စွာဘုရားဟောပေးထားတာပဲလေဗုဒ္ဓနုတ္တိကိုအခြေခံပြီးဝိပဿနာကျင့်တယ်တခြားနည်းတွေအခြေခံပြီးတော့ဝိပဿနာကိုသွားတယ်ဝိပဿနာကိုတိုက်ရိုက်ကျင့်တယ်ဆိုတဲ့ဒီအကျင့်တွေတိုင်းကျင့်ရင်အားဖြင့်ဟောနိဗ္ဗာန်ချမ်းသာဆိုတာလည်းမျက်မှောက်ပြုနိုင်တယ်ဒီလိုဆိုတာပေါ့နော်အဲ့တော့မြတ်စွာဘုရားသည်တရားဝါတွေကိုဒီဘဝနဲ့အကျိုးရှိအောင်တုံသင်ပြတာဆုံးပါတယ်နောက်ဘဝတွေအကျိုးရှိဖို့ဆိုတာလည်းတုံသင်ပြတာဆုံးပါတယ်တန်တရားကလွတ်ဖို့ဆိုတာကိုလည်းတုံသင်ပြတာဆုံးပါတယ်လုံးဝပြည့်စုံတယ်ပေါ့တမ္ပံပုဂ္ဂိုလ်တို့ကဒီဘဝကောင်းကျိုးချမ်းသာရအောင်လမ်းညွှန်ကောင်းလမ်းညွှန်နိုင်တော့လေနောက်ဘဝလမ်းညွှန်နိုင်တဲ့ပုဂ္ဂိုလ်ဟာမရှိဘူးတကယ်ကတော့နောက်ဘဝကိုလမ်းညွှန်နိုင်တဲ့ဘာသာဆိုတာတောင်မရှိဘူးဒီဘဝစီးပွားဖြစ်အောင်လမ်းညွှန်တာတွေတော့ရှိကောင်းရှိမယ်ပေါ့နောက်ဘဝကိုတေချာစိတ်ချရတဲ့လမ်းညွှန်ချက်ဟာဘုရားရဲ့အဆုံးအမမှာပဲရှိတယ်တန်တရားဝကလွတ်ဖို့ဆိုတာအခြားကအိမ်မက်ထဲတောင်တွေးနိုင်တာမှမဟုတ်တာအဲ့ဒါလောက်ထိအောင်မြတ်စွာဘုရားကတရားတွေရဲ့အကျိုးကိုလိုလားပြီးတော့ဆုံးမသွန်သင်တတ်လို့တတ္ထဒေဝမနုဿန္တာလူတွေကိုသာဆုံးမသလားဆိုမဟုတ်ဘူးနတ်တွေကိုပါဆုံးမပေးတယ်တကယ်ကိုလူနတ်ပြမှာတတဝအားလုံးတို့ရဲ့ဆရာဖြစ်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့ဒီလိုဆုံးမမှုတွေကြောင့်မြတ်စွာဘုရားဟာတကယ်ထိုက်တန်တဲ့ဆရာကြီးပဲဟောနောက်အဓိပ္ပာယ်တစ်ခုကဘယ်လိုပြောလို့ဆိုတတ္ထာဆိုတာဟာရှင်းတော့ကဒီကုံရောင်းကုံဝင်တနေ့တကြီးကိုသွားတဲ့အခါမှာကုံတယ်ခေါင်းဆောင်ဆိုတာတိတ်အရေးကြီးတယ်လှဲပေါင်း900နဲ့သွားကြတယ်ဆိုတဲ့ဇာလန်းတွေကိုသိလိုက်အဲ့ဒီလှဲပေါင်း900နဲ့သွားတာလမ်းပြပုဂ္ဂိုလ်ခေါင်းဆောင်ပုဂ္ဂိုလ်မပါလို့ရှိရင်အန္တရာယ်အလွန်ကြီးတယ်ကန္တာရာကြီးတွေကအမြဲတမ်းကြီးမားတယ်အဲ့ဒီကန္တာရာခရီးတွေကိုဖြတ်တန်းပြီးတော့ဟိုဘက်ကိုရောက်အောင်သွားမှအကျိုးအမြတ်များများရတာဖြစ်တယ်လမ်းမှာအန္တရာယ်တွေကအလွန်များတယ်ကန္တာရဆိုတဲ့စကားလုံးကဘာကိုဆိုလိုတာတော့ဆိုကန္တာရရဲ့အဓိပ္ပာယ်ကအသွားအလာပြတ်နေတဲ့အန္တရာယ်ထူပြောတဲ့အယတ္တိတာကိုကန္တာရလို့ခေါ်တယ်အဲ့ဒီနေရာမှာရေမရှိတဲ့သွားရတဲ့နေရာရေရှားပါတဲ့တဲကန္တာရကြီးတွေကိုသွားတာလည်းပဲကန္တာရလို့ခေါ်တယ်အေးတာရဲ့တိရစ္ဆာန်တွေထူပြောတဲ့နေရာဖြတ်သန်းသွားရင်လည်းအန္တရာယ်တွေအလွန်များလို့အဲ့ဒါကိုလည်းကန္တာရလို့ခေါ်တယ်နောက်တစ်ခါတခိုးဓမြတွေတောင်းကျမ်းလို့တပုံတွေအုပ်စိုးနေတဲ့နေရာကြီးကဖြတ်သန်းသွားလို့ရှိရင်အန္တရာယ်တွေများလို့အဲ့ဒါကိုကန္တာရလို့ခေါ်တယ်ပေါ့အဲ့ဒါလိုကန္တာရခရီးကြီးကိုတွားတဲ့အခါမှာလမ်းကြောင်းပြတဲ့ပုဂ္ဂိုလ်ခေါင်းဆောင်ကောင်းမရှိဘူးဆိုရင်လူရခရီးကိုဘယ်တော့မှမရောက်နိုင်ဘူးတဲ့အဲ့ဒီဥပမာအတိုင်းပဲမြတ်စွာဘုရားဟာလမ်းပြတဲ့ထဲမှာတော့လမ်းပြခေါင်းဆောင်ကောင်းမယ်ကုံတယ်ခေါင်းဆောင်ကြီးလို့ဆိုတဲ့အဓိပ္ပာယ်နဲ့လေမြတ်စွာဘုရားကိုတတ်ထားလို့ဒီလိုချီးမွမ်းအဲ့တော့တန်တရားဆိုတာဟာကန္တာရခရီးကြီးတစ်ခုကိုတွားကြတာဘုန်းကြီးတို့တွေဒီကနေ့ကန္တာရခရီးကြီးကိုဖြတ်တန်းနေတာတန်တရားဘဝခရီးကိုဖြတ်တန်းနေဆိုတာကန္တာရခရီးကိုဖြတ်တန်းတာပဲတကယ်ပဂတိခရီးကြီးမှာ
ရေမရှိတဲ့ပြဿနာတာရဲ့ဒွိဆန်ရဲ့အန္တရာယ်ပြဿနာနော်ဘေးကအန္တရာယ်တွေအမျိုးမျိုးတခိုးတပုံတွေရဲ့အန္တရာယ်တွေအဲ့ဒီလိုတွေနဲ့ခီးကြီးကိုသွားရတယ်လို့ပဲဘဝဆိုတဲ့ခီးကြီးဟာလည်းပဲအန္တရာယ်တွေအမှန်တမ်းထူပြောတယ်ဘာတွေအန္တရာယ်တွေရှိတာတော့ဆိုဘုန်းကြီးတို့ဒီကနေ့ဖြတ်နေရတာဘယ်ကိုဖြတ်နေလဲဆိုအိုခြင်းဆိုတဲ့ကန္တာရာကြီးကိုဖြတ်နာခြင်းဆိုတဲ့ကန္တာရာကိုလည်းဖြတ်ရတယ်နောက်ဆုံးဆိုတာသေခြင်းဆိုတဲ့ကန္တာရာကြီးကိုဖြတ်ကြအဲ့ဒီလိုဖြတ်တန်းသွားရတာအန္တရာယ်တွေအလွန်များတယ်ပေါ့အိုခြင်းဆိုတဲ့ဘေးနဲ့လည်းရင်ဆိုင်ရမယ်နာခြင်းဆိုတဲ့ဘေးနဲ့လည်းရင်ဆိုင်ရမယ်သေခြင်းဆိုတဲ့ဘေးတွေနဲ့လည်းရင်ဆိုင်ရမယ်အဲ့ဒီလိုဘဝခရီးကြီးဟာဘယ်တော့မှမဆုံးနိုင်တဲ့ဘဝခရီးကြီးကိုရှောင်လန်းနေကြတော့ဒီကန္တာရခရီးကြီးကထွက်ပေါက်မရနိုင်ကြဘူးအဲ့ဒီမရနိုင်တာကိုမြတ်စွာဘုရားကကန္တာရခရီးကြီးကဘယ်လိုထွက်ရမလဲဆိုတာကိုလမ်းညွှန်မှုပြုတာပဲဘဝခရီးကြီးကထွက်တဲ့ဤစနစ်တွေပေးတယ်ဆိုတာဘာနဲ့ပေးတာလို့ဆိုကြည့်လေဓမ္မစကြာတရားတော်မှာဆိုရင်အေးတန်တရားဝကလွတ်ချင်လို့ရှိရင်ဒီလမ်းနှစ်တွေကမသွားနဲ့ဘာလဲကောင်းကုန်ချမ်းသာကိုခံစားပြီးတော့မိမိလျော်ရောနေတဲ့လမ်းကမသွားနဲ့သွားရင်အိုခြင်းနာခြင်းတေခြင်းဆိုတဲ့ကန္တရာခရီးကထွက်ပေါက်မရှိဘူးအေးထွက်ချင်လို့ဆိုပြီးတော့မမှန်ကန်တဲ့ဒီလိုင်းနေတဲ့ကိုယ့်ကိုညှဉ်းပန်းပြီးတော့ကျင့်တဲ့အတ္တကိလမထာနိယောဂလမ်းကြောင်းကလည်းမသွားနဲ့သွားရင်ဘာအကျိုးမှရှိမှာမဟုတ်ဘူးအပန်းယုံတက်တက်ပဲဖြစ်မယ်ဒီလိုဆိုတာပေါ့နော်တချို့အလုပ်တွေကလောက်တော့လောက်ရတယ်ပြင်ပန်းပန်းအကျိုးရှိတာဆိုမရှိဘူးဒါမျိုးတွေရှိတယ်လေအကျိုးကကိုမျောတယ်လို့ရမလားဥပမာပဲသူတို့ပြောကြတဲ့စကားတစ်ခုလို့ပေါ့ဒီ6တုံးကြီးတစ်ခုကိုလူ100လောက်ဝိုင်းတွန်းတယ်တလက်မမှမရွေဘူးဆိုရင်ဒါအလုပ်လို့သတ်မှတ်တယ်မှာမဟုတ်ဘူးအဲ့ဒီလိုအကျိုးမရှိတဲ့အလုပ်တစ်ခုကိုဝိုင်းလုံးနေကြတာဆိုရင်လေအကျိုးရမှာမဟုတ်ဘူးပေါ့အကျိုးရမှာမဟုတ်ဘူးဒါကြောင့်ဒီလမ်းနှစ်လမ်းဟာအဲ့ဒီတိုင်းပဲဖြစ်တယ်ဒီလမ်းနှစ်လမ်းကိုရှောင်ရှားပြီးတော့မှန်ကန်တဲ့လမ်းကြောင်းကသွားလို့ဆိုတာမျက်စိမှမတိပလားဆိုတဲ့လမ်းကြောင်းကိုမြတ်စွာဘုရားချမှတ်ပြီးတော့ပေးတယ်အဲ့ဒါနိဗ္ဗာန်သွားတဲ့လမ်းကြောင်းကိုချမှတ်ပေးခြင်းဒါဖြင့်နိဗ္ဗာန်သွားဖို့လမ်းဟာဘယ်မှာရှိတာတော့လို့မေးလို့ရှိရင်ကုသနာမှာပဲရှိတယ်ဒီလမ်းကြောင်းကရှင်းရှင်းလေးပဲအမှန်သိအောင်ကြိုးစားတမ္မာဒိဋ္ဌိ right understanding အမှန်မြင်ရမယ်အမှန်သိရမယ်ဒါဘာကိုအမှန်သိရမလဲဆိုလောကမှာအမှန်သိတယ်လို့ဆိုတာပြဿနာကိုပြဿနာလို့သိခြင်းပြဿနာရဲ့အကြောင်းတရားကိုသိခြင်းပြဿနာရဲ့အဖြေကိုသိခြင်းနဲ့ဖြေတဲ့နေတိုင်းကိုသိခြင်းဒီလေးမျိုးပဲအဲ့ဒါကိုသစ္စာလေးပါးလို့ခေါ်တာဒုက္ခလို့သိတယ်ဒုက္ခရဲ့အကြောင်းတရားကိုသိတယ်ဒုက္ခဘယ်မှာချုပ်ငြိမ်းတယ်ဆိုတာသိတယ်ချုပ်ငြိမ်းဖို့လမ်းကြောင်းကိုသိတယ်ဆိုအဲ့ဒီအမှန်သိမှုကိုရကြိုးစားအထောက်ခြင်းတမ္မာဒိဋ္ဌိအဲ့ဒီလိုအမှန်သိဖို့အတွက်ဘာလို့လဲဆိုရင်မှန်ကန်စွာတွေးတောဆင်ခြင်မှုအလိုအပ်တယ်ဒါကြောင့်တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပအမှန်တွေးနိုင်ရမယ်အမှန်စဉ်းစားပြီးတဲ့အခါကျတော့လူတွေကစဉ်းစားပြီးမှစကားပြောတာဖြစ်တော့ကြောင့်တမ္မာသင်္ကပ္ပပြီးတဲ့အခါမှာတမ္မာဝါစာတဲ့မှန်ကန်တဲ့စကားကိုပြောတယ်ဆိုတာလိမ္မပြောဘူးမှန်ကိုပြောတယ်ဂုံးမတိုက်ဘူးညီညွတ်အောင်သာပြောတယ်ကျမ်းတမ်းတဲ့စကားတွေကိုမပြောဘူးယဉ်ကျေးလိမ္မာစွာပြောတယ်အကျိုးမရှိတဲ့စကားတွေကိုမပြောဘူးကောင်းကျိုးချမ်းသာရရှိနိုင်တဲ့တရားနဲ့ပတ်သက်တဲ့စကားမျိုးကိုပဲပြောတယ်ဆိုတော့ဒါမှန်ကန်စွာပြောဆိုမှုလို့ခေါ်တယ်တမ္မာဝါစာမှန်ကန်စွာပြောဆိုပြီးလူတွေကပြောပြီးအလုပ်လုပ်တာဖြစ်တော့ကြောင့်တမ္မာကမ္မတာမှန်ကန်တဲ့အလုပ်မှန်ကန်တဲ့လုပ်ရဆိုဒီမှာသူများအသက်ကိုမတတ်ဘူးရှောင်ရမယ်သူများဥစ္စာကိုမယူဘူးရှောင်ရမယ်သူတော်ဘာသားမယားကိုမပြစ်မှားဘူးရှောင်ရမယ်ဟုတ်လားမှန်ကန်တဲ့လုပ်ရကြည့်တခုပဲအဲ့ဒီရှောင်ကျင်ခြင်းဒီပင်လည်းအလုပ်ပဲဒီမှာနော်ရှောင်ကျင်တာဟာအလုပ်တစ်ခုပဲအဲ့ဒီလိုမှန်ကန်စွာပြောဆိုခြင်းမှန်ကန်စွာပြုလုပ်ခြင်းဆိုတဲ့ကိုချင်းတရားတွေနဲ့အသက်မွေးတာကြတော့တမ္မာအာစီဝါလို့ခေါ်ဟောမြတ်စွာဘုရားကတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာစီဝါဆိုရင်မဂ္ဂင်၈ပါးတဲကဒီတီလပေါ်မှာအခြေခံပြီးတော့ကြိုးစားတဲ့တမ္မာဝါယမဘာဒီကြိုးစားရမှာလို့ဆိုရင်မိမိစိတ်ထဲမှာမကောင်းတဲ့စိတ်ယုံပါတွေမဖြစ်အောင်စုပ်ပိတ်ထားဒါနံပါတ်1ကြိုးစားခြင်းမနိုင်လို့ပေါက်ထွက်လာပြီဆိုရင်ဖယ်ရှားပြစ်ဟောဒီလိုဆိုလိုတာစိတ်မဆိုးအောင်တတိထားဆိုးလာပြီးရင်လည်းဖယ်ရှားဒါတမ္မာဝါယမလို့ခေါ်တယ်လောဘမဖြစ်သေးရင်မဖြစ်အောင်တတိထားမယ်
မတော်တဆတတိလည်းလို့ဖြစ်သွားလို့ရှိရင်လည်းမြန်မြန်ဖယ်ရှားပြဖို့ကြိုးစားမယ်ကိုယ်တဏ္ဍာမှာမဖြစ်ဘူးသေးတဲ့ကုသိုလ်တွေဖြစ်လာအောင်လုပ်တယ်ဖြစ်လာပြီးလို့ရှိရင်လည်းတိုးပွားလာအောင်လုပ်တယ်ဆိုပါစို့ဒီနေ့တစ်ခါမှမေတ္တာမပို့ဘူးဆိုလို့ရှိရင်မေတ္တာစပြီးတော့ပို့တယ်ဒါဖြစ်အောင်ကြိုးစားအဲ့ဒီဒီနေ့တစ်ခါကနေပြီးတော့နှစ်ခါဖြစ်အောင်လုပ်မယ်သုံးခါဖြစ်အောင်လုပ်မယ်ဆယ်ခါဖြစ်အောင်လုပ်မယ်အခါတရာဖြစ်အောင်လုပ်လာမယ်တိုးပွားအောင်လုပ်တယ်ဒီလိုဆိုလိုတာနော်ကုသိုလ်ကောင်းမှုတွေဟာတိုးပြီးတော့လှုပ်လာတာအဲ့ဒါလို့အကုသိုလ်နဲ့ပတ်သက်ပြီးတော့စုပ်ပိတ်ခြင်းဖယ်ရှားခြင်းကုသိုလ်နဲ့ပတ်သက်ပြီးတော့မဖြစ်သေးရင်ဖြစ်အောင်လုပ်ခြင်းနဲ့ဖြစ်လာလို့ရှိရင်တိုးပွားလာအောင်ကြိုးစားခြင်းဆိုတဲ့ဒီကြိုးပမ်းမှု၄ရပ်ကိုတမ္မာဝါယာမလို့ခေါ်တယ်အဲ့ဒါဟာလည်းပဲအာယုစိုက်ပြီးတော့ကြိုးပမ်းရဒီလိုကြိုးပမ်းပြီးဆိုလို့ရှိရင်အမှန်တရားပေါ်မှာတတိထားပြီးတော့ကြိုးစားရမှာဖြစ်တော့ကြောင့်တမ္မာတတိမရရင်မလုပ်ဖြစ်ဘူးလေဒီကဒါကြောင့်တတိရှိရမယ်အဲ့ဒါလို့ကြိုးစားတဲ့အခါမှာစိတ်တည်ငြိမ်မှုဆိုတာအရေးပါတယ်တမ္မာတမာတိမဂ္ဂင်၈ပါးဆိုတာအဲ့ဒါမဂ္ဂင်၈ပါးနဲ့အလုံးလုံးဒီလိုဆိုလိုတာပေါ့ကဲဒါဖြင့်ဒီထွက်လေဝင်လေလေးကိုမှတ်ပြီးတော့ကမ္မထာနှလုံးသွင်းတယ်ဆိုပါစို့ဘာနဲ့နှလုံးသွင်းနေတာလဲလို့စဉ်းစားကြည့်လိုက်ထွက်လေဝင်လေလေးနှလုံးသွင်းတော့မယ်ဆိုတဲ့အခါမှာရှေးဥစွာဘာလို့ကိုချင်းသီလစောင့်တည်လိုက်တယ်တမ္မာဝါစာတမ္မာကမ္မတတမ္မာအာဇီဝဆိုတဲ့ဒီ၅ခု၃ခုကိစ္စပြီးသွားသီလရဲ့အင်အားတွေကိုယူလိုက်တဲ့အခါမှာစိတ်ဟာပို့ပြီးတော့အားတက်လာသီလကိုအာရုံပြုလိုက်တဲ့အခါမဟုတ်တာမလုပ်သည့်အတွက်ကြောင့်စိတ်အားတွေပိုတက်လာအဲ့ဒီအချိန်မှာထွက်လေဝင်လေလေးပေါ်မှာတတိထားတာကတမ္မာတတိအဲ့လိုတတိထားဖို့ကြိုးစားနေတာကတမ္မာဝါယာမထွက်လေဝင်လေလေးပေါ်မှာစိတ်ကလေးတည်ငြိမ်သွားတာတမ္မာတမာတိအဲ့ဒီထွက်လေဝင်လေလေးရဲ့သဘာဝကိုစဉ်းစားတာကတမ္မာသင်္ကပ္ပအမှန်သိလိုက်တာကတမ္မာဒိဋ္ဌိလို့ဆိုတယ်ဒါနဲ့အလုံးလုံးတာပဲလေအဲ့ဒီလိုလှုပ်တာပဲနိဗ္ဗာန်သွားနေတယ်လို့ဒီလိုဆိုတာတခြားနည်းနဲ့သွားတာမဟုတ်ဘူးမိမိအလုံးလုံးနေခြင်းဒီပြင်လေဒီသဘာဝတရားတွေမိမိတဏ္ဍာမှာဖြစ်အောင်လုပ်နေခြင်းဒီပြင်လေနိဗ္ဗာန်သွားနေခြင်းပဲဖြစ်တယ်ဒါကြောင့်မို့လို့ဒီတမ္မာဒိဋ္ဌိစတဲ့ဒီရှိခုကိုမက္ခလို့ခေါ်တယ်မက္ခဆိုတာလမ်းပဲဒီလမ်းကဘယ်သွားတဲ့လမ်းလဲဆိုနိဗ္ဗာန်ကိုပို့တဲ့လမ်းနိဗ္ဗာန်ကိုဥတီဖောက်ထားတဲ့လမ်းပေါ့ဒီလမ်းကြောင်းတိုင်းသွားရင်နိဗ္ဗာန်ကိုရောက်တယ်ဒါဖြင့်ဒီမက္ခဆိုတာဘယ်လိုလုပ်ပြီးတော့သူကနိဗ္ဗာန်ကိုတွေ့မလဲလို့ဆိုတော့ဒီတရားတွေကပဲနိဗ္ဗာန်ကိုရှာပေးတာဒါကြောင့်မို့မက္ကတိနိဗ္ဗာန်ခဝေတတိတိမေခောနိဗ္ဗာန်ကိုရှာပေးတာလို့ဒီတမ္မာဒိဋ္ဌိစသည်ကပဲနိဗ္ဗာန်ကိုတွေ့အောင်ရှာပေးတာဘယ်လိုလုပ်ပြီးတော့နိဗ္ဗာန်ကိုတွေ့သွားတာတော့လို့မေးလို့ရှိရင်ကိရိတေမာရင်တော့နိဗ္ဗာန်ခိစ္စတိတိမေခောတဲ့မဆိုတာကိလေသာတွေကိုဖြည့်ဆည်းခြင်းခဆိုတာနိဗ္ဗာန်နဲ့ရောက်အောင်ပို့ပေးခြင်းဆိုအဲ့ဒီနှစ်ခုပဲတစ်ဖက်ကရှင်းလိုက်တယ်ရှင်းထုတ်လိုက်တယ်ရှင်းထုတ်လိုက်ပြီးတော့တစ်ဖက်ကငြိမ်းချမ်းတဲ့ဆင့်ကိုပို့ပေးလိုက်တယ်အဲ့ဒီနည်းနဲ့အလုံးတစ်ခုကိုလှုပ်လိုက်တော့ဒီလှုပ်တော့ဆိုရင်ဒီမဂ္ဂင်၈ပါးပဲလှုပ်တာပဲဖြစ်တယ်ပေါ့ဗုဒ္ဓရဲ့ဂုဏ်ကိုအခြေခံပြီးတော့အခုလိုမဂ္ဂင်၈ပါးကျင့်စဉ်ကိုကျင့်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ဆိုတဲ့ဒီတန်တရားဝဆင်းရဲကလွတ်မြောက်ရာအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲဆိုတဲ့ဘဝကန္တာရခရီးခဲကြီးကလွတ်မြောက်ရာဒါကိုလည်းပဲမြတ်စွာဘုရားကတုံတင်ပြတာဆုံးမတော်မူတာဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမတွေဟာအင်တာမှပြည့်စုံတယ်တခြားဘယ်ဘာသာမှဒီလောက်ပြည့်စုံတာမရှိဘူးဒီဘဝချမ်းသာခြင်းလည်းပဲချမ်းသာတဲ့နိလန်းတွေပေးတယ်နောက်ဘဝချမ်းသာခြင်းလည်းဆိုရင်လည်းချမ်းသာတဲ့နိလန်းတွေပေးတယ်နောက်ဆုံးတန်တရားဝကလွတ်ဖို့ဆိုလည်းပဲလမ်းကြောင်းကြီးတစ်ခုလုံးကိုပေးထားတယ်တခြားဘာသာမှာဒီလမ်းကြောင်းမျိုးတစ်ခုမှကိုမရှိနိုင်ဘူးလေဒါကြောင့်မို့တို့တွေဟာတတ္ထာဒီဝမနုဿန္တတကယ်ကိုလူတွေရောနတ်တွေရောတရားတွေအားလုံးမိမိတို့ဆန္ဒအားလျော်စွာကောင်းရာဒုက္ခကောင်းရာအနေအထားတစ်ခုကိုရရှိခြင်းနဲ့ဆိုရင်မြတ်စွာဘုရားဟာပြည့်ပြည့်စုံအောင်ဆုံးမသွန်သင်ပေးထားတာဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်တည်တာနဲ့တတ္ထာဒီဝမနုဿန္တတကယ်နတ်တွေလူတွေအားလုံးရဲ့ဆရာဖြစ်ပါပြီတဲ့ဆိုတဲ့ဂုဏ်ကိုအာယုံပြုပြီးစိတ်ထဲမှာကြည်နူးလာနိုင်တယ်ပေါ့အဲ့ဒါတို့ကြည်နူးလာပြီဆိုတဲ့အခါကျတော့ခုနကလိုဝိပဿနာဉာဏ်နဲ့ရှုဆင်ញလိုက်မယ်ဆိုရင်ဗုဒ္ဓနုတ္တိဘာဝနာကနေဝိပဿနာကျင့်စဉ်တစ်ခုတက်ပြီးတော့
မဲ့ဖို့နိဗ္ဗာန်ထိအောင်ရောက်ရှိသွားနိုင်တယ်ဆိုတဲ့ဤစနစ်ကိုမြတ်စွာဘုရားဟောကြားဆုံးမတာဖြစ်ပါတယ်။တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားနုတ္တိဘာဝနာဆိုဒီမှာမြတ်စွာဘုရားရဲ့ခုံတွေကိုအဖန်တလဲလဲဆင်ရင်စဉ်းစားပြီးတော့သုံးသပ်ပြီးပီတိတွေဖြစ်နေအောင်ဒီနှလုံးသွင်းဆင်ရင်နေခြင်းဟာကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုဖြစ်တာမို့ဒီကုသိုလ်တရားရဲ့တန်ဖိုးဟာအမြဲတမ်းကြီးမားလို့ဒီအချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအလွန်မြင့်မြတ်တဲ့မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခုံနေနဲ့မိမိတို့နေလဲရတဲ့အချိန်ဟာအင်တန်မှတန်ဖိုးရှိတဲ့အချိန်ဖြစ်လို့ဘုရားတော်တတိကမ္မထာကိုတို့တွေကျိုးပန်းအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းကောင်းကဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းကောင်းကဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတရံပိဝိတဝါနဝိတာတဗ္ဗေတမုဟတာအာစရာပရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောင်းကြည်အေးတရားစင်းကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဗ္ဗေပု္ပ္ပာညေနောကိလေသာစိတ်တောက်ဟူသည်များတို့သည်တကူအတာပိကြပဲတွင်ရေမတင်တကဲ့သို့ကင်းစင်တွင်ပြောင်းပေးမရအောင်ပဲဖြောက်အကုန်သည်ဟောတုစင်စစ်မတွေဖြစ်ကြပါစေကုန်တည်းအာစရာမရံအိုခြင်းလဲကွာအနာခြင်းလဲကင်းသေးခြင်းလဲရှင်းတတ်သောတိတိဘောင်ကိလေသာဟုပုခတ်သိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြုပ်တော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရန်သူပါရမီအဆင့်ဆင့်မြင့်နေမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း